ကျောင်းဝင်းကြီးထဲမှာမိနစ်20တိတိအောင်ပုံနေနိုင်ုံနဲ့ဒေါ်လာတန်းကျွဲတထေးဖြစ်သွားမဲ့သူကဘသူဖြစ်မလဲဒီတစ်ခေါက်အပိုင်းအစ်စ်မှာကောဘသူငွေထုတ်ပိုက်ပြီးအိမ်ပြန်နိုင်မလဲကြည့်လိုက်ရအောင်ဗျပထမဆုံးကစားသမားစုပင်ကတော့အားကစားခန်းမတွေကစင်မြင့်အောင်မှာပုံဖို့ဆုံးဖြတ်ခဲ့ပါတယ်အဲ့ဒီမှာရှိတဲ့အန်ဆွဲတွေထဲမှာတန်ကလတ်ထိုင်တွေအများကြီးစီထားတာပါသူကကလတ်ထိုင်တွေကိုလူတစ်ယောက်ပုံလို့ရအောင်ပြုပြင်ထားတာကြောင့်ကျောင်းသားတွေအန်ဆွဲဖွင့်စစ်ရင်တော့သူ့ကိုရှာတွေ့ဖို့မလွယ်ပါဘူးဒုတိယကစားသမားအိုကာဘူးကတော့ယောက်ျားလေးအဆောင်အောက်ထပ်ကိုရောက်လာပါတယ်သူကအဆောင်ပြင်မှာရှိတဲ့အဲယာကွန်းကိုလှုပ်ဝက်အခန်းပြုလုပ်ပြီးပုံခိုဖို့ပြင်ဆင်ခဲ့တာပါအပြင်ကကြည့်ရင်တော့ပုံမှန်တိုင်းပဲဆိုတော့ဘယ်သူမှရိပ်မိမှာမဟုတ်ပါဘူးတတိယကစားသမားမာစုအိုကတော့လှုပ်ချလိုက်ပြန်ပါပြီတကူလုံးကိုဆေးချဲပြီးဘတ်စကတ်ဘောလုံးအသွင်နဲ့အားကစားပစ္စည်းတူလောင်ယုံထဲမှာရောနှောပုံအောင်နေခဲ့ပါတယ်စတုထကစားသမားကီကူတာကတော့ကစားကွင်းတောက်မှာရှိတဲ့လမ်းကျိတ်ဆက်ကိုသဘောကျသွားပါတယ်သူဟာညရင်းချင်းပဲလမ်းကျိတ်ဆက်အစ်စ်ကိုရွှေ့ထုတ်ပြီးပုံစံတူအတူတစ်ခုကိုဤပညာသုံးပြီးပြုလုပ်ခဲ့ပါတယ်ဒီလိုချင်းချင်းလေးထဲမှာပုံဖို့ဆိုတာစိတ်သက်ကြံ့ခိုင်မှုလည်းတော်တော်လေးလိုအပ်ပါတယ်ပစ္စမကစားသမားအာကီယာမာကတော့အကြံကြီးလုံးပါတယ်သူကကျောင်းဝစ်စုံတစုံငှားရမ်းလိုက်ပြီးကျောင်းသားတစ်ယောက်အတွင်ဟန်ဆောင်လိုက်ပါတယ်ဒီလိုနဲ့ပဲသူဟာရှာဖွေသူတွေထဲမှာပေါ်ပေါ်ထင်ထင်ပဲရောနှောလိုက်ပါသွားပါတယ်နောက်ဆုံးကစားသမားယူမီကိုကတော့လူတူဝေးတဲ့စာကြည့်တိုက်ကိုရွေးချယ်ခဲ့ပါတယ်သူကစာအုပ်စင်ကိုအနှဲငယ်ချဲပြီးအထဲမှာဝင်ပုံးနေတာပါအဖုံးကိုပါတခါတည်းပြန်ပိတ်ထားတဲ့အတွက်အပြင်ကကြည့်ရင်တော့တာမန်စာအုပ်စင်တစ်ခုလိုပါပဲ